သစ်စိတ်ရွာအဝဲကြီးရွာဖန်ကားကုန်းရွာဒီနေဝင်းကျင်မှာအဲ့ဒီ3ရွာကနာမည်တစ်မျိုးစီနဲ့ကြော်ကြားခဲ့ပါရီသစ်စိတ်ရွာကလေအင်ဂျီ300ကျော်ခန့်ရှိပြီးတော့တနွေလုံးလူလေယာအလုံးတောင်ယာလုံးမလုပ်ကြပဲနေလောင်ကစားအလုပ်ကိုခုံမေမေလောက်ကင်ကြပါရီဖဲရိုက်ပါရီကြက်တိုက်ပါရီကော်လီပြက်ပါရီမိမိရဲ့တန်ရာလောင်ကစားနီးမျိုးနဲ့ဇာဝိနေရေးကိုဖြည့်ရှင်းနေကြပါရီလောင်ကစားများကလည်းရှုံးလိုက်နိုင်လိုက်နဲ့တရားလုံးကြုံတွေ့ရတော့လေဘယ်သူမှမမှုမိမိရဲ့ရွာကိုတခြားရွာများမှာဖဲဝါနာရှင်များကြက်ဝါနာရှင်များရောက်လာကြပြီးတော့လောင်ကြီးထက်ကစားကြပါရီအဝေးမှလာတဲ့သူများကြီးမနိုင်ပြီးတော့ပြန်သွားရတယ်မရှိမကြေမနက်အကျဉ်းငွေထုတ်လိုက်တဲလာပြီးတော့လောင်ကစားတော်လေရွာကငွေများကိုသိယူပြီးတော့ပြန်သွားရလိမ့်မရှိအနိုင်မပေါ်၍အကျဉ်းလာကစားရင်းနဲ့အရှုံးနဲ့သာထက်ခေါက်ပြန်သွားကြပါရီအဲ့ဒီလိုမျိုးအချိန်ကြီးကောင်းများကြောင့်သိစိတ်ရွာလေးရဲ့လောင်ကစားတန်ရာကလည်းတက်ဆိုးရှိနေရခြင်းဖြစ်ပါရီအဝဲကြီးရွာကတော့ဂျပန်ခေတ်ကနာမည်ဆိုကြည့်ပြီးကြံရစ်ခဲ့ပါရီအခုဒီတိုင်ဖြတ်မရအောင်နာမည်ကြီးနေတော့ဖြစ်ပါရီဂျပန်နေမျိုးရွာနဲ့အုပ်ချုပ်နေစဉ်အဝဲကြီးရွာဝင်းကျင်ထိအုပ်ချုပ်ရေးရောက်မလာသေးပါဘူးရွာပေါင်းကြီးလန်းဆောင်စားရတကယ်တော့သူ့မယုံကိုမယုံအချိန်ကာလလေးဖြစ်တတ်ပါရီတောကြောင်တွေကလည်းထားကြောတောင်းကျမ်းနေအချိန်အဝဲကြီးရွာရဲ့အင်ဂျီတရားကျော်ကလည်းနေထိုင်နေလူများစီးပွားရေးပြည်လဲနေကြပါရီတောက်ကြစားကြသုံးကြဖြုံးကြနေဘ누구မှလူမထင်တဲ့အချိန်ဖြစ်နေစေတညာအဝဲကြီးရွာကိုဂျပန်တပ်များလာဝိုင်းမာရီအသက်20ကျော်ယောက်ျားမှန်သမျှရွာပြင်ဘက်ကိုသွားပြီးအားလုံးကိုတပ်ပြစ်လိုက်ပါရီပြီးတော့ဓမြရွာတခုရွာဆိုပြီးတော့အမည်တက်ပြီးသွားပါရီအနီးနားရွာများမှရှိပြီးတော့ပတ်စံအနေငယ်ရှိသူများမှမကြံအရဲတကလှည့်ပြီးတော့ဓမြတိုက်နေတဲ့အဖွဲကြီးဖြစ်ကြောင်းသိလိုက်ရပါရီကျောင်းစုရွာကလည်းဂျပန်တက်စိတ်ရောက်နေတာကိုမသိဘဲနဲ့ရွာလေးဓမြဝင်တိုက်နေစဉ်ဒုတ်ဒါလှန်နဲ့လေးများသာပါလာတဲ့သူတို့ကိုဂျပန်တက်စိတ်ကအလွယ်တကူဝိုင်းဖန်လိုက်ပါရီဂျပန်များနီးမျိုးစုံနဲ့နှိပ်စက်ပြီးတော့မေးတော့တရွာလုံးယောက်ျားမှန်သမျှညာယောက်သားနဲ့ဓမြလုပ်ပြီးအဖွဲများခွဲကရွာစဉ်လေဓမြတိုင်လူရက်နေကြတဲ့အကြောင်းဂျပန်များတီးသွားခဲ့ပါရီဒါကြောင့်အဝဲကြီးရွာကိုဂျပန်တက်စိတ်ရောက်လာကယောက်ျားကြီးမှန်သမျှရွာပြင်ခေါ်ထုတ်ပြီးတော့တပ်ပြစ်ခဲ့ကြပါရီအဲ့ဒီအချိန်မှစပြီးတော့အဝဲကြီးရွာနာမည်ပြက်ကတကူရွာဓမြပြောလို့ခေါ်တင်လာပါရီဂျပန်များကလည်းတပ်ပြစ်ခဲ့ပြီးတော့အဲ့ဒီရွာကယောက်ျားကြီးမဆို၍အိုမေးမစွမ်းသူများနဲ့လူငယ်ပိုင်းများသောကြံ့ရစ်ခဲ့ပါရင်ဂျပန်ကပြီးဆုံးသွားပြီးတော့လွတ်လပ်ရေးရောက်ပြီးတဲ့နောက်ပိုင်းအမည်ဆုံးပျောက်သွားပြီးတော့အဝဲကြီးရွာနာမည်ပြန်ပြီးအသက်ဝင်လာခဲ့ပါတယ်အဲ့ဒီအချိန်ကအင်ဂျီတရားခန့်ရှိရမှာယခုလူဦးရေတိုးပွားလာပြီးအင်ဂျီ300နီးပါးရှိတဲ့ရွာဖြစ်လာပါတယ်တချို့ကတော့လူကြီးမိဘများပြောပြထားသဖြင့်တကုတ်ရွာဓမြရွာဆိုတဲ့နာမည်ကိုအဝဲကြီးရွာသားများကပင်အနီးပါးရွာများကပါတီထားကြပါတယ်အဝဲကြီးရွာသားများနဲ့ပတ်သက်မှုရှိလာလျင်တကုတ်ရွာဓမြရွာကကောင်းလေးလို့စကန်နိုင်လူပြောစမှတ်ကတော့ဒီနေ့အထိရှိနေတော့မှာပဲအဲ့ဒီသေးစိတ်ရွာအဝဲကြီးရွာနဲ့တိတ်ဝင်းရွာတွေနေရာမှာဖန်ကားကုန်းရွာရှိနေပါတယ်အဲ့ဒီတစ်စိတ်ရွာအဝဲကြီးရွာနဲ့တိမ်မဝေးတဲ့နေရာမှာတော့ဖန်ကားကုန်းရွာကြီးရှိနေပါတယ်အဲ့ဒီရွာကလည်းနာမည်တစ်ခုနဲ့ကြော်ကြားခဲ့ပါတယ်ရွာဒီလီရင်တော့စုံတယောက်ပါစမြဲဖြစ်ပါလေလို့အဆိုရှိပါတယ်အခုဖန်ကားကုန်းရွာတဝက်နီးပါးစုံများတာဖြစ်ကြပါလေစုံတီထက်စုံမများကပိုများနေပါလေစုံများတဲ့ရွာလို့အနီးပါးရွာများကလည်းတိထားတဲ့ဖြင့်အသွင်အလားဆက်ဆံမရှိသလောက်ဖြစ်နေပါလေမကင်းကြောင့်ရှိသူများကဖန်ကားကုန်းရွာကိုဝင်ထွက်သွားလာကြပါလေဖန်ကားကုန်းရွာသားများကလည်းမိမိတို့ရဲ့ရွာအပေါ်အခြားရွာများကကင်းရှင်းနေမှန်းသိတဲ့ဖြင့်သူတို့ကလည်းအသွားလာမလုပ်ဘဲနဲ့နေပြလိုက်ပါရီသူတို့ရွာကလဲအားလုပ်ပါရီလောက်ကင်ကြပါရီတောင်ပေါ်ဘက်အမဲလိုက်တဲ့မိုးဆိုးအလုပ်လဲယောက်ျားအများစုကလောက်ကင်ကြပါရီအဲ့ဒီရွာကြီးကလည်းရှုပ်ထီးဆုံးမများဘလောက်ပေါ်များတာကိုသိလို့လျင်တော့လာပြေလောက်ကွယ်မိုးရွာတွေရက်များမှလွဲလျင်ညနေပိုင်းရောက်တာနဲ့ရွာရဲ့အပေါ်မှာတော့မီးလုံးများကောင်းကင်တက်နေတာကိုမြင်ကြရပါရီစုံတော့စားခြင်းဖြစ်ပါရီမီးလုံးကလည်းအရွယ်မျိုးအယောင်မျိုးရှိပါရီနီဝဝဖြူဖြူခက်စိမ့်အယောင်ဆုံးဖြစ်ပါရီမောက်ကတော့မောက်လုံးမောက်ပြားဆက်ပကျိုးကဝေပြက်များရဲ့စုံပြီးတော့စားမှုကတာမန်ဆုံးမြတဲ့အယောင်ရောအရွယ်ရောတာလွန်လာပါရီနီရဲအယောင်တောက်တကယ်တော့မီးလုံးများကလည်းပို့ပြီးတော့ကြီးမားကြပါရီလာပြေလောက်ကွယ်ဖန်ကားကုန်းရွာမှာဇုံကဝေများကလည်းဆုံးပြီးတော့စားတာကိုအနီးပါရွာများကလည်းထွက်ကြည့်ကြပါရီတကောင်ရဲ့အချိန်မှမနေ့3နာရီ4နာရီခန့်အထိတောက်စားကြပါရီလူရင်အားတောက်တဲ့ဖြင့်
တော်ရုံဆရာများကိုမမှုအရေးမဆိုင်သူတို့ကလည်းစီးမကျော်တပြည့်အခုချိန်ထိဆရာများကလည်းလာရောက်နေနေတာကိုပဲမကြားဘူးသေးပါဘူးတရတော့သူတို့ဟာနေကြရတဲ့အဲ့ဒီ၃ရွာကလည်းမပတ်သက်ချင်မဲ့တဲ့ပတ်သက်ကြရပါတယ်အဝဲကြီးရောမလှဆောင်တင်တန်းကျင်မောင်တငယ်ချင်း၃ယောက်ကြောင့်ပတ်သက်သွားကြရပါတယ်အဲ့ဒီ၃ယောက်ကအဝဲကြီးရောမနမိတ်ကြီးဖဲသမားဖြစ်ပါတယ်အလုတ်ကိုလက်ကြောတင်းအောင်လို့မလုပ်ပဲဖဲရိုက်ကြတဲ့ရက်ဆိုလိုအရက်ဆိုင်ထိုင်ပါတယ်ထိုင်ရပြီးတောက်တက်ပါတယ်အာသူဘအိမ်ရှိလျင်တော့ဖဲရိုက်ပါတယ်အခုလက်ထဲမှာငွေလုံးရင်းလေးရှိလာလို့ရှားပွေလိုတာနဲ့အနီးဘကငွေရင်ပေါ်ရန်နိုင်ရင်အိမ်ကမရှိပါဘူးအဲဒါကြောင့်မလို့တငယ်ချင်း၃ယောက်တိုင်းပင်ပြီးတစ်စိမ်ရွာသွားပြီးတော့ဖဲရိုက်ရန်ထွက်လာခဲ့ကြပါတယ်သူတို့၃ယောက်ကလည်းတစ်စိမ်ရွာကို၅ချိန်တည်းမနေဖဲလိုက်ရိုက်ဘူးပါတယ်လောင်ကစားဝိုင်းမှာငွေအများကြီးပုံအောလောင်းသဖြင့်နိုင်တဲ့ကမြမြမြရပါတယ်၃-၄ချိန်ရှုံးတာနဲ့နိုင်သမျှပါသွားရပါတယ်နိုင်တဲ့ခါမှာတော့ငွေပုံကြီးကြည့်ပြီးပြောလိုက်ပါသွားတဲ့အခါမှာမခံမကြည့်မခံသာဖြစ်ပြီးတော့အချိန်ချင်းတောက်တစ်ခေါက်ပြန်ခဲ့ရပါတယ်သူတို့တစ်စိတ်ရွာမှာသွားလာရိုက်သမျှတချိန်သာအရင်ထက်နည်းနည်းလေးရခဲ့ပါတယ်ကျန်တဲ့အခေါက်များကလည်းပါသမျှပတ်စံထားခဲ့ရတာကြီးပင်ဖြစ်ပါတယ်နောက်ဆုံးတစ်ခေါက်ကတော့တညလုံးနီးပါးနိုင်နေရမှမိုးလင်းကနီးဝိုင်းသိမ်းတော့မဲ့အလဲများမှာနိုင်သမျှအကုန်ပြန်ပါသွားပါတယ်အခုလိုငွေထုတ်ထမ်းပြီးတော့ပြန်ရတော့မယ့်အချိန်တွေမှာပါသမျှအကုန်ကုန်နဲ့အဖြစ်ကိုရောက်ရှိခြင်းကိုစိတ်ထဲကလည်းမကြေမနက်ချင်တက်ခောက်ပြီးတော့ပြန်လာရပေမဲ့ငွေချပြီးနောက်တစ်ခေါက်နိုင်အောင်လို့ကစားမေးလို့စိတ်ထဲမှာတေးပြီးတော့ရွာပြန်လာခဲ့ကြပါတယ်ရွာပြန်ရောက်တော့ငွေရှာပါတယ်ငွေချင်းကပုံနှံပြီးတော့ငွေရင်းရှာပါတယ်မဖြစ်မနေရှာတော့လိုအပ်တဲ့ငွေကြီးထက်ရခဲ့ပါတယ်ဒါကြောင့်မလို့ဒီတခါတော့နိုင်အောင်ကစားပြီးငွေထုတ်ထမ်းပြန်မယ်လို့ကြုံရရင်နေတစ်စိမ်ရွာကို၃ယောက်သားစိတ်ပေါ်လက်ပေါ်တွတ်တွတ်လက်လက်နဲ့ထွက်လာခဲ့ကြပါတယ်တစ်စိမ်ရွာကိုရောက်တော့ည6နာရီခန့်ရှိပြီဖြစ်ပါတယ်ရွာမှာဝိုင်းကောင်းကောင်းဖြစ်တဲ့အိမ်ကားအိမ်ကရှိနေပါတယ်သူတို့ကလည်းဦးထွန်းစိန်နဲ့အိမ်နဲ့ဦးကောင်းစံတို့အိမ်နဲ့အိမ်ကိုသာဝင်ပြီးတော့ရိုက်လိရှိပါတယ်အခုပြီးခဲ့တဲ့အခေါက်ကဖဲရှုံးခဲ့တဲ့ဦးထွန်းစံအိမ်ကိုဝင်လာကြပါတယ်အိမ်ပေါ်မှာဖဲဝိုင်းစနေပါပြီအမျိုးသမီးများကလေးများကလက်ထဲပတ်စံများကိုင်ပြီးတော့မိမိတို့ရဲ့ဘေးမှာဝင်ထိုင်မဲ့အနီးမှာကန့်နေကြပါတယ်အချင်းတွေကိုအကဲခတ်ပြီးတော့ဘေးဝင်ထိုင်လိုက်ကြပါတယ်သူ့အိမ်နိုင်လျင်တော့သူ့အိမ်လည်းအယောရပါတယ်သူတို့ကလည်းထိုးတဲ့အိမ်ရှုံးလျင်တော့ထိုးရတဲ့ငွေပါပါသွားပါတယ်လာဆောင်တို့၃ယောက်ကလည်းဖဲဝိုင်းများကိုလိုက်ကြည့်ပြီးတော့အိမ်လိုတဲ့ဝိုင်းမှာဖြည့်ပြီးတော့ဝင်ထိုင်ကြပါတယ်ညေဦးပိုင်းမှာတော့ပတ်စံကိုထိန်ပြီးတော့လောင်ကြပါတယ်ညနေပြီးတဲ့နောက်ပိုင်းမှာတော့ဝိုင်ကောင်းလာပါတယ်အယောစားကျန်းလာပါတယ်ဝိုင်ပြီးမှလည်းလူပါသွားပြီဖြစ်ပါတယ်လာဆောင်တို့ကလည်းအယောစားအသေးသေးဖြစ်ပြီးတော့လာဆောင်ကလည်းနိုင်နေပါတယ်ဒိုင်ယောနေရပါတယ်တင်တန်းကတော့ဒီတဝိုင်းမနိုင်လျင်အရင်ပြုတ်ပြီးတော့ကျန်မောင်ကတော့အချိန်ကြီးကောင်းနေပါတယ်တဝိုင်းဆက်နေသဖြင့်သူရဲ့အရှိမပတ်စံမြောင်အပုံလိုက်ဖြစ်နေပါတယ်ငွေချိုးကလည်းခြေတော်အောက်ကဆွဲတွင်းထားပါတယ်နောက်ဆုံးမှာတော့မနိုင်9နိုင်ဝင်းကျင်သူတို့ရဲ့ရွာထုံးစံအရာနိုင်နိုင်ရှုံရှုံဝိုင်းသိမ်းရပါတယ်9နိုင်ထိုးတော့နဲ့အင်ရှင်ကလည်းကြိုတင်ပြီးတော့လာပြီးတတိပေးပါတယ်တတိပေးပြီးတဲ့နောက်တလှည့်သာကစားခွင့်ရှိပါတယ်နိုင်သူများကလည်းကျင်းတဲ့ပင်မဲ့ရှုံးသူများကတော့ရှုံးမဲမဲကျင်ပါသေးတယ်ဝိုင်မပြတ်ချင်ပါဘူးဒါပေမဲ့နေ့စဉ်ပြုနေကြထုံးစံကိုအားလုံးကလည်းလိုက်နာကြပါတယ်9နိုင်ပွဲသိမ်းပြီးတော့နေ့12နာရီနောက်ပိုင်းကြိုက်တဲ့အချိန်ဝိုင်းပြန်စလျင်ရပါတယ်များသောအားဖြင့်ညနေ9နာရီ6နာရီမှသာဝိုင်းစလိရှိကြပါတယ်ဒီညပတ်စံထုတ်ထမ်းပြီးတော့ပြန်မယ်လို့အစောတော့ကကြုံရခဲ့တဲ့ကျင်မောင်ကိုတကယ်ချင်း၃ယောက်ကလည်းဝိုင်းသိမ်းတော့ပါသမျှပတ်စံအကုန်ရှုံးသွားခဲ့ပါတယ်အချိန်ကြီးကလည်းကျင်မောင်နောက်ဆုံးအလှည့်မှာတော့ကုန်ပြန်ပါတယ်9နာရီခွဲနောက်ပိုင်းအိမ်ပေါ်မှာလာရောက်တဲ့ကောင်းချင်းပေါင်းများဝယ်ပြီးတော့အဝါပြေးစားကဦးထွန်းစိန်အိမ်မှာပဲတညလုံးအိမ်ကြီးပြတ်သမျှအထိုးချပြီးတော့အိတ်လိုက်ကြပါတယ်သူတို့အိတ်တဲ့နေရာကဦးထွန်းစိန်ရဲ့အောက်မြေပေါ်မှာဖျားချမ်းခင်းပြီးတော့အိတ်ချင်းဖြစ်ပါတယ်ဘယ်သူမှလာမလို့ကြပါဘူးသူတို့၃ယောက်နဲ့အတူတူအိမ်ကြီးပြတ်ကြတဲ့ဖဲသမား၂ယောက်ကလည်းအိတ်နေပါတယ်နေ့လယ်2နာရီခန့်ရောက်တော့အိမ်ပေါ်မှာဖဲလာရိုက်သူများရဲ့စကားပြောတဲ့ကြောင့်၃ယောက်လုံးနိုးလာကြပါတယ်ရေတွေသွားပြီးတော့ပြန်လာတင်လိုက်ကြပါတယ်ပြီးတော့၃ယောက်တော့ဦးထွန်းစိန်ရဲ့အိမ်ကိုမိဖို့ကြောင့်ဝင်ပြီးလက်လုံးရှောက်ပြီးကနေလေသာစားတော့ကြပါတယ်။တရားရောက်ဝင်လာပြီးတော့ဖေးရိုက်သူများကိုအိမ်ရှင်များကကျွေးမွေးဧကန်လေးရှိပါတယ်။အဲဒါကြောင့်မလို့ရဲရဲတင်းတင်းပင်၃ယောက်သားထမင်းဟင်းထိတ်ဆောင်မိခြင်းဖြစ်ပါတယ်။ဘလို့လဲမောင်လာဆောင်ဒီညပိုင်းဆက်ပြီးတော့နိုင်သေးလား။ညပါသမျှမနဲ့ဝိုင်းသိမ့်တော့တက်ဆင်အောင်လို့ပြောင်းသွားတာပဲ။ထမင်းစားပြီးရွာပြန်တော့ပဲ။ရွာမှာအရင်ချပြီးဦးထွန်းစိန်တို့ရဲ့အိမ်ကိုမကြည်ပွဲလာနှွေးအောင်ပဲဗျာ။လာပါကွာလာပါဦးလေးအိမ်ကတော့ငါသူကြီးတို့ကိုအမြဲကြိုးစိုးနေပါတယ်ကဲရှိတာထဲစားအိမ်ရှိထွက်လာအောင်မယ်
ဦးထွန်းစိန်ကလည်းအချင်းချင်းအကဲခတ်ပြီးတော့အပြေပြန်ထွက်သွားပါတယ်တခါမှတညကလည်းနှစ်ညအထိဆက်ပြီးတော့မရိုက်ခဲ့ရပါဘူးစိတ်ထဲမကျေနပ်ခြင်းဒီရွာကပါသမျှအကုန်တည့်ယူနေတဲ့ပုံစံမျိုးဖြစ်နေပါတယ်နောက်ကိုဒီရွာမှာလာရမှာငါတော်လက်လာပြီးသူတို့အောင်လန်းနီးသုံးပြီးတော့နိုင်အောင်လှုပ်တာလားမသိပါဘူးကွာဆိုပြီးတော့ပြောနေကြပါတယ်ငါသတိထားမိတယ်တညလုံးနိုင်သားသမျှနောက်ဆုံးနှစ်ပွဲသုံးပွဲအကုန်ပြန်ပါသွားတာပဲဟုတ်တယ်ငါတို့ထက်ဖြန်ကြတွေဖေးစရာကြီးတွေလေဒီရွာမှာအလေးထိုးခံထားရတာကြီးပဲငါတော့နောက်ဆုံးတစ်ခေါက်ဖြစ်ဖြစ်လာရိုက်ချင်သေးတယ်နိုင်ရင်လည်းနောက်ဆုံးရှုံးရင်လည်းနောက်ဆုံးပေါ့ကွာထမင်းစားတော့ပြီးတော့အေဂျီကမ်းမှာတက်ဝင်လှူရှားနေပြီဖြစ်တဲ့ဖဲဝိုင်းတစ်ဝိုင်းနီကိုထွက်လာကဖဲဝိုင်းချင်းတွေကိုအကဲခတ်ကြည့်ရှုနေပါတယ်ကဲလှဆောင်သွားကြမယ်၄နိုင်ထိုးတော့မယ်ဒီချိန်သွားရင်တော့မှရွာကို9နာရီလောက်မှရောက်မယ်ကျင်မောင်ကလာပြီးတော့တတိပေးမှ၃ယောက်သားဦးထွန်းစိန်ကိုနှုတ်ဆက်ပြီးတေးစိန်ရွာထဲမှာထွက်လာခဲ့ကြပါတယ်၃ယောက်သားစကားတပြောပြောနဲ့ရှောက်လာကြပါတယ်ငါနဲ့အိခွဲရောက်တော့ဖန်ကားကုန်းရွာအနီးကိုရောက်လာပါတယ်သူတို့သွားနေတဲ့လမ်းကလေးဖန်ကားကုန်းရွာထဲမဝင်ပဲရွာပြီးလမ်းမှာဖြစ်ပါတယ်ရွာတွေဝင်နေလမ်းမှာလည်းသွားလေးရပါတယ်လှဆောင်တို့ဖန်ကားကုန်းနဲ့ရွာကဖြတ်ကြမလားမသွားရပါဘူးကွာကိုလန့်ကိုလျှောက်တာပဲသူတို့ကိုအနောက်ရှက်ပြူတာလည်းမဟုတ်ဘူးလေကွာဒီရွာပြင်ကလမ်းကနေပြီးတော့တွေ့ပြီးတော့ဝိုက်သွားနေတာလမ်းကျောရှိတယ်လာပါကွာဒီပြင်လမ်းကပဲသွားနေကြမဟုတ်ဘူးလားထုံးစံမဖြတ်ချင်ပါနဲ့ကွာမဲဆန္ဒရှင်တော့တယောက်တည်းသွားကြည့်လေရွာကိုစောစောရောက်အောင်လို့ပြောတာပါကွာမင်းတို့မသွားချင်လဲနေငါလည်းမသွားတော့ဘူးဒီရွာလုံးစုံမရီစုံနေမဟုတ်လားတော်မပတ်သားမိစေနဲ့ကိုလူရွာဘီလိုက်ရဲ့တစ်ဖက်မှာတော့တင်းချိုင်းရှိနေပါတယ်အဲ့ဒီတင်းချိုင်းတွေမှာစကြက်ကွင်းရှိပါတယ်လေယာစိုက်ပြိုး၍လည်းမရသဖြင့်ဖုံစုံမြေကြီးဖြစ်နေပါတယ်အနီးနားရွာတို့ကနွားများကလည်းကျွဲများလွတ်ထားပါတယ်။ကိုင်လောက်ချိန်စပါးဆိုင်ချိန်မဟုတ်၍နွားများကျွဲများကိုစကြက်ကွင်းထဲမှာလွတ်ထားပါတယ်။နွားများကျွဲများကိုအသုံးလုံးမှစကြက်ကွင်းကြီးထဲမှာလိုက်ရှာပြီးအိမ်ကိုပြန်မောင်းသွားကြပါတယ်။နှစ်ပေါင်းများစွာစကြက်ကွင်းကြီးအနီးပတ်ဝန်းကျင်မှာနွားများကျွဲများလွတ်ချောင်းထားပါတယ်။တစ်ချိန်တစ်ခါမှနွားရီကျွဲတွေပျောက်ရှာခြင်းမရှိခဲ့ပါဘူး။ဖန်ကားကုန်းရွာကိုကြော်လာခဲ့ပြီးတော့တင်ချိုင်ကုန်းကလည်းနောက်ကျောင်းမှကျင်းရီခဲ့ပြီးစကြက်ကွင်းကြီးအနီးကိုရောက်လာပါတယ်။လက်ရဲ့မြောက်ဘက်မှာစကြက်ကွင်းကြီးကိုတမျောတခေါ်လှမ်းမြင်နေရပါတယ်။ယောက်ျားခြေလမ်းတွတ်မလန်းမနေစကားပြောရင်းနဲ့အေးစင်းစွာရှောက်နေကြတာမို့လို့စကြက်ကွင်းကြီးရဲ့ဘေးကိုရောက်တော့နေဝင်သွားခဲ့ပါပြီ။သူတို့နေတဲ့အောက်ဝဲကြီးရွာကိုတနာရီနီးပါးမြလမ်းလျှောက်ရပါအောင်မယ်။လမ်းမလေးသူတို့၃ယောက်အပြင်တခြားသွားလာသူမရှိအတော်လေးရှောက်ပြီးတော့ကိုင်းတော်ဆက်မှာလမ်းကျုံထွက်လာတဲ့နွားပေါက်လေးတစ်စကောက်ကိုတွေ့လိုက်ကြရပါတယ်။လမ်းလေးမလန်းမကန်းမှာနွားပေါက်လေးကလည်းလှဲအိမ်နေပါတယ်။အနီးကိုရောက်တော့နွားပေါက်လေးကလည်းဘာကြောင့်လဲနေတာကိုတွေ့လိုက်ရပါတယ်။နွားလေးကလည်းသူ့တဲ့အကောင်ကြီးတဲ့နှစုံကြီးတစ်ကောင်ရဲ့အဝေခံထားရပြီးတရားများနဲ့လဲနေခြင်းဖြစ်ပါတယ်။ဂျိုးနဲ့ဝေထားသဖြင့်နွားလေးရဲ့ခန္ဓာကလည်းဂျိုးများနဲ့မြင်မကောင်းအောင်လို့တွေ့နေပါတယ်။နွားလေးအဝေခံထားရတော့တရားတော်တော်ပြေးမုံရတယ်။မထနိုင်ဘူးလားပဲ။မောင်းကြည့်အောင်။ဟဲ့နွားဟဲ့ထားစမ်းဟဲ့ဟာဟိုမှာဘိုက်ပွေနေတယ်ဒီတော့လေဒီညကိုကြောနိုင်မှာမဟုတ်တော့ဘူးလက်သုံးပေါက်လေးကိုလက်တိုးကြီးကမစိမ့်နဲ့ကောင်းကောင်းပညာပေးလိုက်တယ်တူတယ်ဒီတိုင်းထားခဲ့ရင်လည်းတေးမှာပဲဒီတော့ဘာလို့မလို့လဲကြက်မခေါ်သွားမယ်လေကွာမင်းစိတ်ကူပေးမလို့လားဘယ်ရောကနော်မန်လည်းမသိဘူးဒီလောက်ချင်းနေစိုးနေတာငါတို့ကတိရစ္ဆာန်ဆရာဝန်မမဟုတ်တာဘယ်လိုကူပေးနိုင်ပါလဲကူလို့မရတော့မဲ့သူတို့ကမြင်မြဲကြောက်အောင်လို့လုပ်ပေးမလို့ဟာကြက်မလုပ်ပါနဲ့ကွာထားခဲ့ပါလှဆောင်မင်းဘာဖြစ်နေရလဲဒီတရားရနေတဲ့နွားပေါက်လေးကိုတတ်ပြီးတော့သူ့ရဲ့သားကိုရွာထဲမှာရောင်းမယ်။ရားလေးပတ်စံစုပြီးတော့ဦးထွန်းစိန်တို့အိမ်ကိုထပ်သွားလို့ရတယ်လေကွာ။ဟုတ်တယ်။ငါလေးကျမစကားကိုထောက်ခံတယ်။တင်တဲ့လာကွာနှစ်ဖားကျိုးကနေပြီးတော့ဝိုင်းချဲပြီးတော့ထူအောင်ဒီကောင်ထပြီးတော့လမ်းလျှောက်နိုင်ရဲ့လားတော့မှမသိဘူး။မင်းတို့စေးစားအောင်တော့ဒီတော့အနီးနားရွာမဟုတ်ပဲဖန်ကားကုန်းရွာကဖြစ်နေရင်ဘယ်လိုလုပ်မလဲ။ဒီဘဝေးကျ50ရွာကလွတ်ထားတဲ့နွားတွေပါ။တို့ယူသွားတဲ့အကောင်မှဖန်ကားကုန်းကနွားဖြစ်ရမှာလားတွေးပြီးတော့ကြောက်မနေပါနဲ့ရွာသားတွေကလည်းနောက်ထပ်တလကျော်မှနွားတွေကျွဲတွေလာပြီးတော့ပြန်သိမ်းကြမှာဘယ်သူမှသူတို့နွားတွေကိုယူသွားတာမသိနိုင်ပါဘူးနေရောတခြားရွာမဟုတ်ဘဲနဲ့ငါတို့ရွာကနွားပေါက်လေးဆိုရင်ဘယ်လိုလုပ်မလဲရှောက်တွေးပြီးတော့ထေအားမီယာတွေကိုရှောက်ပြောမနေနဲ့ကွာအားလုံးငါတောင်းဝင်ယူတယ်လှဆောင်မင်းမဆွဲချင်ရင်နေငါနဲ့တင်တန်းကလည်းနွားကိုရောက်အောင်လို့ဆွဲခဲ့မယ်နွားပေါက်လေးကလည်းအစာပိုင်းမထားဘဲနဲ့ပြေးပြီးတော့လှဲနေတော့လေကျင်မောင်ကလည်းနွားရဲ့နှစ်ဖားကျိုးကိုအတေးဆွဲခေါ်နေသဖြင့်နနာချင်းချင်းနဲ့သူကိုဆွဲခေါ်ရောက်ကိုလိုက်ပါခဲ့ပါရီအဝဲကြီးရောမရောက်ခင်လူတရက်နှိပ်ပြီးတော့ပေ20-30ခန့်ကျဲတဲ့မိုးကမှသာရေရရှိတဲ့ရိုးချောင်းလေးအလီးကိုရောက်လာပါရီရိုးဆက်တစ်လျှောက်မှာတော့လူတရက်ခန့်ရှိတဲ့ကိုင်းပေပေါက်များထူထပ်စွာပေါက်ရောက်နေပါရီနွားပေါက်လေးကိုအဲ့ဒီနေရာအထိရောက်အောင်လို့အချိန်များစွာယူပြီးတော့ဆွဲခေါ်လာရပါရီကိုင်းတော်ဆက်ရောက်တော့8နာရီခန့်ပဲရှိနေပါပြီ
ကဲတဲ့မိရွာလေးကိုဝင်ကွာငါလည်းလှဆောင်ဒီမှာစောင့်နေခဲ့ပဲမင်းရောက်ဖုန်းကိုတိုးတိုးတိတ်တိတ်ပြောပြီးတော့ခေါ်လာခဲ့လိုအပ်တဲ့ဓာတ်ရီတောင်းလေးခေဘိုပလတ်စတစ်တစားပါရှာယူလာခဲ့ကွာပလတ်စတစ်ကမမသွားရှာရမလဲဟေ့ကောင်မိုးကလုံးတဲ့အစရီလေဟာပလတ်စတစ်တွေမဟုတ်လို့မရမိန်လေပစ္စည်းတွေလားအဲ့ဒီကောင်မပဲတင်တဲ့ရဲ့ပါစပ်ပိတ်သွားပါတယ်အိမ်တိုင်းမိုးရေခါမိုးကလုံးရဲ့တစားနှစ်စားတော့ဝေထားကြပါတယ်လာချမ်းပဲကတာနေပါတယ်ရွာလေးကိုရောက်တော့တင်တန်းကလည်းအောက်ဘုံကိုခေါ်ပြီးတော့ပြန်ရောက်လာပါတယ်အောက်ဘုံကလည်းနွားတော့ကရှိပါတယ်အောက်ဘုံကပိုးတီးတဲ့အတွက်ဖြတ်ပြီးတော့ရောင်းတယ်လို့ပြောရန်အောက်ဘုံနွားကိုပိုးတီးတဲ့အတွက်ဖြတ်ပြီးတော့ရောင်းတယ်လို့ပြောရန်အောက်ဘုံကိုပါနားသွေးထားရပါတယ်အောက်ဘုံကလည်းကျင်မောင်နဲ့ညီကိုနှစ်ဝက်ခွဲတော်တယ်လို့ကျင်မောင်က3နှစ်ခန့်ကြီးပြီးတော့ကျင်မောင်ပြောရင်လည်းဘာမှရမပြောခိုင်းတဲ့အတိုင်းလိုက်လို့ပေးတတ်ပါတယ်အောက်ဘုံအတွက်စိတ်ချရပြီဆိုတော့နွားလေးကိုဝိုင်းပြီးတော့တတ်ကြပါတယ်ညစေတိုင်းခန့်အလုံးခွဲချက်စိတ်ပြပြီးတော့ပြီးတော့ပါတယ်90လားတွင်တပိတ်သားတွင်များစီးပြီးတော့တောင်လေးကိုထဲကြပါတယ်အောက်ဘုံကြီးကိုအမေသားများတဲယူသွားကြပါတယ်အောက်ဘုံအိမ်မှာအောက်ဘုံတယောက်တည်းရှိနေပါတယ်အောက်ဘုံမှာမိဘပြမရှိတော့လေပြားတယောက်ရှိလာပြီးတော့သူတို့ရဲ့အိမ်မှာစတီးဖြစ်သူကအိမ်အောင်ကြပြီးပထမကလေးကိုဝေပြကြကစတီးဖြစ်သူကစုံမသွားခဲ့ပါတယ်အောက်ဘုံမိဘပြချက်ရေးခဲ့တဲ့လေကားအေကာကိုလောက်ကရင်းနေအိမ်တော်မပြူဘဲနဲ့နေခဲ့ပါတယ်သူ့မှာနွားသုံးကောင်ရှိပါတယ်စပားဆိုင်ပြီးတော့ကိုင်းဆိုင်၍မပြစ်ထော်သားသဖြင့်နွားမြောက်ကိုတတွေလုံးစကြဝင်းကိုလွတ်ထားပါတယ်ကစုံလောက်မိုးရွာတာနဲ့နွားမြောက်ကိုကိုင်းတော်ရဲဝေရှာပြီးတော့အိမ်ကိုပြန်ခေါ်လာရပါတယ်အခုလွတ်ထားတဲ့နွားတစ်ကောင်ကိုပိုးထိပြီးတော့အိမ်ပြန်လာစေတေဆုံးသွားတဲ့အတွက်ဖြတ်ပြီးတော့ရောင်းနေကြောင်းမေးပြန်ဆုံးတဲ့သူများကိုရှင်းပြရန်ကျင်းမောင်ကလည်းတင်ပေးထားလိုက်ပါတယ်အိမ်ညတညလုံး၄ယောက်သားနွားပေါက်လေးရဲ့ဝဲတွေသားများချက်ပြုတ်ပြီးတော့တင်တန်းနဲ့အောက်ဖုံးတို့သွားဝင်လာတဲ့မီတော့အရက်နဲ့တောက်ကြပြီးတော့စားကြပါတယ်မနက်3နာရီကျော်မှအိပ်ပျော်သွားကြပါတယ်မျက်နှာ7နာရီခန့်အားလုံးနိုးလာကြပါတယ်အောက်ဘုံနဲ့ကျင်မောင်ကလည်းအမေသားများထည့်ထားတဲ့တောင်းတလုံးစီကိုထမ်းပြီးတော့အတိမိတ်ဆွေများအိမ်ကိုဝင်ရောက်လာကြပါတယ်ဘဲကအမေသားလေးလို့မေးသူတိုင်းကိုအောက်ဘုံကလည်းနွားတကောင်ပိုးထီသွားလို့ပြောပြီးတော့ဈေးပေါ်ပေါ်နဲ့ရောင်းခဲ့ပါတယ်90တာတပိတ်တာအသွေးများကိုလည်းလက်နဲ့မှန်းဆပြီးတော့တွဲချီထားခြင်းဖြစ်ပါတယ်90တာအသွေးကလည်း90တာခန့်ရှိပါတယ်တပိတ်တာအသွေးကလည်းများစွာပိုးသဖြင့်ဈေးကလည်းချိုပါတယ်ပိုပိုတတလေးရတယ်ဆိုကတအိမ်လုံးကို2တွဲ3တွဲဝယ်ကြသဖြင့်စိတ်တိုင်းမထိုးခင်မှာပဲအားလုံးရောင်းပြီးကုန်သွားပါတယ်အောင်ဘုံရဲ့အိမ်ပေါ်မှာအမေသားဟင်းနဲ့အရက်တော့ရင်ဝေစုခွဲနေကြပါတယ်ငါတို့3ယောက်ကဒီရတဲ့ပတ်စံကိုချထားပြီးနောက်တစ်ပတ်ဦးထွန်းစိန်တို့အိမ်ကိုပြန်သွားကြမယ်နောက်တစ်ပတ်ဒီနေအောင်မလို့လားတရက်ရက်အတွင်းပြန်သွားကြမယ်လေတို့ရတွေမှာပတ်စံအကုန်ရတာမှမဟုတ်သေးတာနောက်ပတ်ထိထားခဲ့တဲ့အိမ်က5အိမ်ရှိတယ်အဲ့အိမ်ဒီမှာရမယ့်ပတ်စံမှာစောင့်ယူသွားမယ်လေအောင်ဘုံကိုပေးထားတဲ့ပတ်စံကိုပြန်ယူလေသူ့ကိုအကျွေးတောင်းပြီးတော့ယူခိုင်းမို့သူကနွားရှင်လို့ပြောထားတာသူတော်မှရုပ်တည်ရှိမှာပေါ့အေးဟုတ်တယ်အောင်ဘုံသဘောတူလားဒီအခုယူထားတဲ့ပတ်စံကိုပြန်ပေးပြီးတော့အကျွေးတောင်းယူရမှာလားအကျွေးကကျွန်တော်ရတဲ့ဝေစုထက်ပိုများတယ်မင်းတောင်းယူလိုက်ကွာပိုရင်လည်းဘာဖြစ်လဲမင်းခုလိုနာမည်ခံပြီးတော့ကိုကြီးပေးတာနဲ့တည်းကျေးဇူးတင်နေပါပြီအဲ့လိုမျိုးလက်ထဲပတ်စံရောက်တော့နောက်3ရက်အတွင်းဖဲရရန်တိုင်ပင်ပြီးတော့ကိုယ့်အိမ်ကိုပြန်သွားကြပါတယ်မဲနေစံကိုမှပြဿနာလာရှာဝင်နေငါရဲ့နွားပေါက်လေးကိုတတ်စားကြတယ်ဆက်နေကျိုးကဝေနှင်းစံရဲ့အကြောင်းကိုဝဲကြီးရွာသားတွေကောင်းကောင်းသိသွားစေရမယ်ညကမဲနေစံလွတ်ထားတဲ့အဆောင်တရေကလည်းမဲနေစံရဲ့နွားပေါက်လေးအဝဲကြီးရွာသားများကဖမ်းခေါ်သွားပြီးတော့တတ်စားဖြစ်ကြောင်းအတိလာပေးခဲ့ပါတယ်ဖန်ကားကုန်းရွာမှာမိန်နေစံဒဇန်လေးရှိရဲ့ဟိငါပစ္စည်းမတရားလုပ်လို့ကတော့အသက်ဖတ်နေထုတ်ထားကြပြီတော့ငနက်ကြီးလာခဲ့စမ်းအေးသေးချာချာနားတော့သွားနွားတေးကုတ်တွေကနွားစော်ကကြီးဒီရှိယူလာခဲ့ငနက်ကြီးဆိုတဲ့တရေကြီးကလည်းအနီးကထွက်သွားခဲ့ပါတယ်ခဏကြောတော့မိန်နေစံဆိုတဲ့ကဝေမကြီးရဲ့အရှိနွားစော်ကကြီးကိုတမ်းပြီးယူလာပြီးချပေးလိုက်ပါတယ်အေးထားခဲ့မင်းသိရမှာသွားနေချင်းငါစီရင်တွေလှုပ်လိုက်အောင်မယ်ကိုဝေမကြီးရဲ့အနီးမှာငနက်ကြီးကလည်းထွက်သွားပါတယ်ကိုဝေမကြီးနားစော်ကကြီးရဲ့ဘေးမှာရက်ကပါဇက်မကထာမန်နယ်များရွတ်ဆိုနေပါတယ်လက်တစ်ဖက်ကိုနွားစော်ကအပေါ်ကိုဆန့်တန်းထားပြီးတော့ကဝေမကြီးကလည်းအသက်60ခန့်သာရှိပါအောင်မယ်ကိုဝေမကြီးကလည်းနွားမတကောင်နွားပေါက်တကောင်နဲ့နှစ်နှစ်သားနွားကလေးရှိနေပါတယ်လွန်ခဲ့တဲ့3နှစ်ကလည်းနွားလိုရှိသဖြင့်နွားမတကောင်ကိုမဲနေဆက်ရဲ့ပညာသည်တပည့်တယောက်ကပေးထားခဲ့ပါတယ်နွားမမနွားလေးမွေးခဲ့ပါတယ်မဲနေဆက်အလိုရှိတဲ့နွားတို့ကိုနွားလေးနိုးမပြတ်သေးတဲ့ကာလလုံးရရှိခဲ့ပါတယ်နွားလေးနိုးပြတ်ပြီးတော့တနေ့လောက်အတွင်းနွားမရောနွားလေးပါအိမ်မှာမထားတော့ဘဲနဲ့ဇက်ကျက်မှာလွတ်ထားပါတယ်ပြီးတဲ့နှစ်ကဇက်ကျက်တွင်းမှာလွတ်ထားရင်းနဲ့တတိယမြောက်နွားထီလေးတစ်ကောင်ပေါက်လာခဲ့ပါတယ်အခုသက်ခံလိုက်ရတဲ့နွားလေးက3နှစ်သားအရွယ်ဖြစ်ပါတယ်
စီနီယာကြားရဲ့နှတော်များရဲ့စကြက်လူရန်ဝဲမှာကူရောင်မဲ့လဲနေစဉ်ရက်ဆက်သူလူတစုရဲ့တပ်ဖြတ်ခြင်းခံလိုက်ရပါတယ်။အဲဒီကိစ္စအတွက်မဲနင်းဆန်လုံးဝခွင့်လွှတ်နိုင်စွမ်းမရှိတတ်ထားသမျှပညာအကုန်သုံးပြလိုက်ပါတယ်။ကောင်းတော်မန်တဲ့များစိတ်ကြရွတ်ဆိုပြီးတာနဲ့ကျင်းတဲ့အားရစွာကောင်းကင်ကိုမော့ကြည့်ပြီးတော့ဟာ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 အတန်ကုန်ထုတ်အောင်အော်ဟစ်ရဲမောလိုက်ပါတယ်။ညနေနေဝင်လူလူနေရိုင်းသွေးချိန်မှာအဝဲကြီးရွာလေးကိုငနဲ့ကြီးနောက်စကြက်ခွက်ကြီးထမ်းပြီးတော့ဝင်လာခဲ့ပါတယ်။ငနဲ့ကြီးကိုအဝဲကြီးရွာသားများမမြင်ရပေမဲ့လေထဲမှာသူ့လူလူနှက်စခွက်ကြီးကလေရွေလျားနေတော့ကိုမြင်ကြရပါတယ်။ဟဲ့ဘာကြီးလေထဲမှာရွေလာပြီးတော့ဝင်လာလေမသားအကောင်းကြီးများလားမသားအကောင်းနေမတူနွားစာခွက်ကြီးလာမသိဘူးနော်ဟဲ့ကလေးတွေအိမ်ထဲကိုဝင်ကြစမ်းနွားစာခွက်ကြီးရွေလျားပြီးတော့ရွာလေးကိုဝင်လာတော့ကိုမြင်လိုက်ကြရတဲ့ရွာသားတို့ကလည်းထိတ်လိမ့်လက်လက်ဖြစ်ကကလေးမျိုးကိုအိမ်မော်ကိုအတင်းတက်ခိုင်းပါတယ်လေပေါ်မှာလွင်မျောနေတဲ့နွားစာကွက်ကြီးကိုရွာလေထိရောက်သွားကလေပေါ်မှာမြေပေါ်ကိုရောက်သွားခဲ့ပါတယ်။နွားစာကွက်ကြီးကိုတန်းလာတဲ့တရေကြီးကပကုံးပေါ်မှာမြေပြင်ပေါ်ကိုချလိုက်ခြင်းဖြစ်ပါတယ်။အဲဒီနောက်မှာတော့နွားစာကွက်ထဲမှာအသိယူဆောင်လာတဲ့လူတွေလက်ပြတ်ယိုးနှက်ချောင်းနဲ့တထုံထုံခောက်နေပါတော့တယ်။လက်ပြတ်ယိုးနဲ့ခောက်လိုက်တိုင်းရွာတွေကနွားလေးအသာစားရသူများအော့လူလိမ့်နေရပါတယ်။စားသားများအကုန်အံ့ပါတယ်။အစားများကုန်တော့သွေးများပါအံ့ချနေကြပါတယ်။ငနဲ့ကြီးရဲ့လက်ဖြံရုပ်ခောက်တန်ကမိုးကြိုးပြစ်တန်ထပ်ပြီးအဝဲကြီးရွာသားတို့ခံစားနေရပါတယ်။နွားသားများမစားထားသူများကတော့နွားဆောက်ကွက်ကိုလက်ဖြံရုပ်နဲ့ခောက်ပြီးထွက်လာတဲ့အတန်ကိုလည်းမကြရအော်အန်ချင်းလည်းမရှိ။မောင်ဘုံလှဆောင်တင်တန်ကျင်မောင်တို့၄ယောက်ထဲမှာရွာရင်းမှာနွားဆောက်ကရှိရာကိုနွားများကဲ့သို့လေးဘက်ထောက်ပြီးတော့လာနေကြပါတယ်။ပါဇက်မှာနွားကဲ့သို့အော်ဟစ်နေကြပါတယ်။နွားဆောက်ကွက်ရှိရာကို၄ယောက်သာရောက်လာပြီးတော့နွားဆောက်ကတဲ့ကောင်းဆိုင်ကအစာနဲ့သွေးများထိုးပြီးတော့အန်ချနေပါတယ်။ငနဲ့ကြီးကလည်းအဆက်မပြတ်ခေါင်းနေပါတယ်။နွားစာခွက်တွေကိုတိုးအန်ချနေတဲ့ကျင်မောင်တို့၄ယောက်ခေါင်းဆိုင်ပြီးတော့ငြိမ်ကြသွားပါတယ်။အသက်ထွက်သွားခြင်းဖြစ်ပါတယ်။သူတို့၄ယောက်အသက်ထွက်သွားမှလက်ဖက်ယိုနဲ့ခေါင်းနေတဲ့အတန်ကလည်းပျောက်သွားတယ်လို့ငနဲ့ကြီးကလည်းဖန်ကားကုန်းရွာကိုပြန်သွားပါတော့တယ်။ကျင်မောင်တို့တင်တန်းတို့လူစုစုံမကြီးမိန်င်းဆန်ရဲ့နွားကိုတက်စားပြစ်တဲ့အကျိုးဆက်ကသူတို့ရွာသားကလေးလူကြီး30ကျော်အသက်ဆုံးသွားကြပါတယ်။တချို့ကဝယ်ထားပြီးတော့မစားဖြစ်သေးတဲ့အတွက်အသက်ရှင်ကျန်ရည်ခြင်းဖြစ်ပါတယ်။အားလုံးချက်ပြုတ်စားတော့ပြီးပြီဆိုရင်တော့90ထက်မနည်းတေဆုံးကုန်ကြပါမယ်။အဝဲကြီးရွာသားတို့ကလည်းဂျပန်ခေတ်ကအုပ်စုဖွဲ့ဓမြောက်တိုက်စားခြင်းကြောင့်ဂျပန်များကလည်းအစုလိုက်အပြုံလိုက်တပ်ပြတ်ခြင်းခံခဲ့ကြရပါတယ်။အခုလည်းနောက်ပေါက်လေးခိုးစားမိသဖြင့်ပိုင်ရှင်ဆုံးမကြီးရဲ့တန်ခတ်ခြင်းကိုခံရကလူအစုလိုက်အပြုံလိုက်တေဆုံးခဲ့ရပါတယ်။ပထမတစ်ခေါက်ကိစ္စကြောင့်တကူရွာဓမြရွာအမိတွင်ခဲ့ရပါတယ်။အမိပြောက်ကစားပြီးရှိပါသေးတယ်။နွားခိုးစားတဲ့ကိစ္စနဲ့အဝဲကြီးရွာသူရွာသားများကတေဆုံးကြရပြန်ပါတယ်။ရွာလူကြီးဦးတန်ခဲကလည်းသူ့ရဲ့ရွာသမိုင်းကြောင့်မကောင်းတဲ့အတွက်နာမည်ပြတ်ခဲ့ပါတယ်။အဲဒါကြောင့်မလို့သူကိုယ်တိုင်သူ့ရဲ့ရွာပေါ်တင်းတင်းကြပ်ကြပ်အမိတ်ထုတ်ထားပါတယ်။ပစ္စည်းကိုတပြတိုက်တာကိုတိတာနဲ့အခြားရွာကလာတက်တာကိုမခံသူကိုယ်တိုင်တတ်မယ်လို့အမိတ်ကလည်းတင်းတင်းကြပ်ကြပ်ထုတ်ထားခဲ့ပါတယ်။အဲဒီကိစ္စဖြစ်ပွားပြီးတော့တလခန့်အကြာအဝဲကြီးရွာနဲ့ဦးတန်ခဲရဲ့အိမ်ကိုအသက်80ခန့်ယောက်ျားကြီးတယောက်နဲ့အသက်30ခန့်လူရဲတယောက်တို့ရောက်လာကြပါတယ်။အသက်ကြီးတဲ့ဦးလေးကြီးကလည်းပန်းရောင်ပွားလေးပေါင်းပြီးတော့ပင်နီတိုက်ပုံဝတ်ထားပါတယ်။လူရဲကလည်းလွယ်ကြီးတစ်လုံးလွယ်ထားပါတယ်။ခွေရောက်တဲ့ကြားသပြေရေတွေတောင်းနေတဲ့ဦးတန်ခဲရဲ့အိမ်ကိုကောင်းဆောင်ကြည့်လိုက်ပါတယ်။အိမ်ရှိမှလူနှစ်ယောက်ရက်နေတာကိုတွေ့လိုက်ရတဲ့အတွက်လမ်းပြီးတော့အတန်ပြူလိုက်ပါတယ်။ဟဲ့အောင်စိုးတို့တန်းလာတို့ဘယ်သွားနေကြလဲ။အိမ်နောက်ဘက်မှာပြီ။ဟဲ့မိသားကျွဲခွေးကိုဟောက်လိုက်စမ်းအိမ်ရှိကဧည့်သည်တွေကိုခွေးကြီးပေးပြီးတော့ခေါ်ခဲ့ချွေးမောင်ဖြစ်သူအတန်ရဲ့ကြားသဖြင့်အိမ်ပေါ်မှာစီစဉ်ညွှန်ကြားပြောဆိုလိုက်ပါတယ်မတ်တန်းကြီးကလည်းအိမ်ရှိပြေးထွက်သွားပြီးတော့အဘတို့ခွေးမကြိုက်ပါဘူးဒီကိုလာတာဆိုလို့အိမ်ထဲကိုဝင်ပါအောင်အပေါ်မှာအဖေရှိပါတယ်မတ်တန်းကြီးကလည်းခွေးကြီးပေးသဖြင့်ခြံဝမ်းမလူကြီးနဲ့လူရွယ်လေးကလည်းခြံထဲကိုဝေလာကြပါတယ်တစတဲ့အိမ်မော်ကိုတက်သွားကြပါတယ်ကြောက်ပါခင်ဗျာဒီမှာလာထိုင်ပါဦးတန်းငယ်ကလည်း55နှစ်ရှိနေပြီဖြစ်ပြီးတော့လူကြီးအားယူသေးမှုနဲ့အဲ့ဝေပြုနေပေးလိုက်ပါတယ်ကိုတန်းငယ်ဆိုတာလားဟုတ်ပါတယ်ဗျာဦးကြီးတို့ကအေးဦးကြီးတို့ကကိုတန်းငယ်ကိုရွာကိုအခုမှရောက်ဖို့တာပါဒီရွာနာမည်မေးအိမ်ကိုလာပြီးတော့ရွာသားတယောက်လမ်းညွှန်ပေးလို့ရောက်လာတာပါကွအထူးကိစ္စရှိလို့လားဦးကြီးအထူးကိစ္စရှိလို့ရောက်လာတာပဲကွဒီရွာမှာလူတွေအတော်သေးလိုက်တယ်လို့ကြားတယ်ဟုတ်လားဟုတ်ကဲ့ခင်ဗျဒီရွာကယူယူမမိုင်ငမူးလေးကောင်တခြားရွာကနွားခိုးတက်စားလို့နွားသားစားမိတဲ့လူတိုင်းတေကုန်ကြရတော့ပါပဲဒီကိစ္စအတွက်ဦးကြီးတို့ရောက်လာတာပဲအကြောင်းရင်းမမှန်ပြောမှငါတို့သဘောပေါက်မယ်အဘကအထက်လန်းပညာလိုက်စားနေတဲ့ဆရာဘိုးရှိန်ပဲကွသူကတော့ဆရာရဲ့တပည့်မောင်ကျော်တိုက်ပဲဟုတ်ကဲ့ဆရာကြီး
ဆရာကြီးရဲ့အထက်လန်းဆရာကြီးများအမိန်နဲ့လူပေါင်းများစွာတက်ပစ်တဲ့ကဝေမောက်ကိုနှိမ်နှင်းပစ်ဖို့စေလွတ်တာနဲ့လာခဲ့ရတာပဲဟာကဝေမောက်ကိုနှိမ်နှင်းမလို့လာခဲ့တာဝါသာလိုက်တာဆရာကြီးရဲ့ကဝေမောက်ကတော်တော်စွမ်းတာသူ့တော်ကိုစားမိလိုက်တဲ့ဒီရွာကိုသူ့တော်စားတဲ့နွားစော်ကကြီးကိုပို့လွှတ်လိုက်တာနွားစော်ခွဲတဲ့ကောင်းထိုးဆိုင်ပြီးတော့တွေးရပြီးတော့တေကုန်ကြတာပဲမနေ့ပြန်လာခွင့်ညာဆိုတော့ဆရာတို့မနေ့ပြန်အဲ့ဒီရွာကိုသွားမယ်လူသက်တဲ့ဆုံးကဝေကိုလူလောကတွေကဖယ်ထုတ်ပြစ်မယ်ဆရာကြီးတို့ခရီးပန်းလာကြမှာပဲအေဦးကန်းမှာကြိုက်တယ်လို့လွတ်လွတ်လပ်လပ်နေပါဆရာကြီးကအေဦးကန်းကိုဖျားခံလို့တတ်မှတ်ထားပြီးဒီညတရားထိုင်ပရိစိတ်မယ်ညအိတ်ချိန်3-4နာရီတော့ဖြစ်တယ်လို့ပဲအိပ်ပါမယ်ဆရာကြီးကတက်လို့စားတယ်ညစာမစားသေးဘူးဥပုသ်ဆောက်နေဒါဆိုဆရာလေးရရောကျွန်တော်လည်းတက်လို့စားပါတယ်ညစာလည်းစားပါတယ်နေ့လေသာလမ်းမှာဝေစားခဲ့ပြီးပါပြီဆရာကြီးတို့ရွေနေကြတဲ့ထက်ညက်ခဲဆိုရပါပြီ။အိုးအားလုံးစီစဉ်ပေးရမှာပေါ့။ဦးသက်ငယ်တို့အိမ်ကိုရောက်တော့3နာရီထိုးနေပြီဖြစ်ပါတယ်။အဲဒါကြောင့်မလို့ဆရာကြီးတို့စားရေးတောက်ရေးပြင်ဆင်စရာမလိုတော့ပါဘူး။ဆရာကြီးကလည်းခီးရောက်မဆိုင်။ရွေနေကြထိုင်တောက်ရေးတဲ့အိမ်ချင်းဦးသက်ငယ်နဲ့စကားပြောနေပါတယ်။ဦးသက်ငယ်ကလည်းဖန်ကားကုန်းရွာမှာကဝေမအကြောင်းဆရာကြီးထံမှစုံစမ်းနေပါတယ်။ဆရာကြီးကိုမသိလို့မေးကြည့်ချင်ပါတယ်။မေးလေဆရာကြီးသိနေများတော့ပြောပြပါမယ်။ဟိုဘက်ရွာကကဝေလာဆုံးလားဆရာကြီးသိပါသလား။မယ်နင်းဆန်ဘလို့အမျိုးစားပါလဲဆရာကြီးစုံးနေကဝေတွေအောက်လန်းတွေကမတူကြဘူးကွယ်ကဝေကကဝေပညာတက်တက်စုံးကစုံးပညာတက်တက်မော်ကမော်ပညာတက်တက်ပဲမောက်လုံတို့မောက်ပြားတို့စနကြိုးကဝေတို့ခေါ်တန်ပြောတယ်တော့ကြားဘူးလေသူတို့ကတော်တော်အဆင့်မြင့်လာလားဆရာကြီးပညာသည်တွေမှာအမောက်တွေရှိကြတယ်တာမန်တွေကတော့မတွေ့ရအောင်ပညာသည်အချင်းချင်းမှတွေ့ရတာအထက်လန်းပညာလိုက်စားသူတွေလည်းမြင်ရတယ်ခေါင်းပေါ်မှာအမောက်လိုလိုအရိပ်လိုလိုထွက်နေတာအချို့ကတော့လုံးတယ်အဲ့ဒါကိုမောက်လုံးလို့ခေါ်တယ်တချို့ကတော့ပြားတယ်အဲ့ဒါကိုမောက်ပြားလို့ခေါ်တာမောက်လုံးအထက်9ဆင့်ဆိုရင်တော့ကောင်းငင်ပြန်နိုင်တယ်9ဆင့်ဆိုရင်တော့ကတော်ကြီးတွေဖြစ်သွားပြီမောက်ကတော်လို့ခေါ်တယ်ဆန်တဲ့ကျိုးကဝီတွေကောင်းငင်မှာတက်ကျိုးစင်ပြီးတော့တက်ကျိုးကနေပြီးတော့စွမ်းနိုင်တဲ့လောက်တက်နိုင်စွမ်းရှိတယ်တက်ကျိုးစင်ပြီးတော့ကျိုးပေါ်မှာနေနိုင်ကြတယ်တော်တော်စွမ်းတာပဲနော်ဆရာကြီးအခုဆရာကြီးတို့ရင်ဆိုင်ရမယ့်ကဝီကလည်းမောက်ကတော်အစင်ထက်မနေဘူးတတိထားပြီးတော့ရင်ဆိုင်ရမယ်သူတို့လိုမျိုးအစင်ကတာမန်လူကိုတက်ချင်ရင်တော့3ခနဲ့ပဲဦးတန်ငယ်အိမ်မှာဆရာရောက်နေတယ်ဆိုတဲ့သတင်းကိုမတန်းကြီးကဖျက်လိုက်တဲ့ပြင်လူကြီး3-4ယောက်ခန့်အိမ်မော်ကိုတက်လာပါတယ်ဦးတန်ငယ်ကလည်းမိတ်ဆက်ပေးပါတယ်မိသားစုများစောချုံခဲ့တဲ့ဦးခင်မြိုင်ကလည်းကိုရီမာကြီးလာနေနေတယ်လို့ဆိုပြီးတော့မျက်ရည်ဆက်ဆက်နဲ့ကျေးဇူးတင်ဝမ်းမြောက်ကြောင်းအခါကပြောနေပါတယ်ဆရာကြီးကလည်းကိုရီမာကြီးကိုနေနေရန်လာရီဆိုတဲ့အကြောင်းကြောင့်အပြင်ကိုမပေါက်ကြားရန်မှားထားပါတယ်အိမ်နောက်မှာတော့ညနေ9နာရီခန့်အိမ်ပေါ်မှာလူများကလည်းပြန်ကုန်ပါပြီဆရာကြီးရောကြော်တိုက်ပါအေးချိုးလိုက်ကြပါတယ်ကြော်တိုက်ကလည်းညစာစားပြီးတော့ဖျားစင်ပေါ်မှာပရိစိတ်ထိုင်စိတ်နေပါတယ်ဆရာကြီးကလည်းညနေကလေးကပရိထိုင်စိတ်နေပါတယ်ည7နာရီထိုးတော့ကြော်တိုက်ကလည်းပရိစိတ်ချင်းကိုရက်ပြီးအိယာဝင်လိုက်ပါတယ်ဆရာကြီးကတော့ဖျားစိတ်ရှေ့မှာပရိစိတ်နေတော့ရှိပါတယ်ဆရာကြီးပိတ်ချင်းအိမ်မဲ့မသိကြော်တိုက်ကလည်းမနေ့9နာရီထိုးထားတော့ဆရာကြီးကလည်းဖျားတောက်တော်ရေးပင်လဲနေပြီဖြစ်ပါတယ်ဒီနေ့လောက်ွယ်တနာရီခွဲကအဝဲကြီးရွာမှာဖန်ကားကုန်းရွာကိုလမ်းလျှောက်သွားရမှာဖြစ်ပြီးတော့ည9နာရီခန့်ရွာမလူများဆရာသပင်း2ယောက်ထွက်လာခဲ့ပါတယ်ဇော်ကွေဝေများပြားစွာရှိတဲ့ရွာမလို့ရွာပြင်ခေါ်ထုတ်ပြီးတော့ပညာပြန်ကလည်းပညာသည်များအချင်းချင်းသိနိုင်ပါတယ်ဒါကြောင့်မလို့မိန်နေဆန်အိမ်မှာရင်ဆိုင်ရန်ဆုံးဖြတ်ခဲ့ပါတယ်မိန်နေဆန်ရဲ့အိမ်ကိုတီးတဲ့အခါမှာတော့ရွာသားတယောက်ကိုဦးတန်ခဲကခေါ်ပြီးတပြင်းအဲ့သူဟာအိမ်နေရာကိုလမ်းညွှန်ပြောပြစေပါတယ်အိမ်မကလေးတပည့်ခေါ်ထားပေးတဲ့တယောက်တည်းနေတဲ့အကြောင်းလိုအပ်တာများမှတပည့်များခေါ်တတ်ကြောင်းသိရပါတယ်။ရောင်ရင်လမ်းမဝင်လျင်တော့ညာဘက်၄အိမ်မြောက်ဖြစ်ပါတယ်။အရေးကြဝင်းထဲမှာမကြီးပင်ကြီးတပည့်ထင်ထင်ရှားရှားတွေ့နိုင်တယ်လို့ဆိုလိုပါတယ်။လက်ကြီးတစ်ဖက်ကရှိတဲ့မကြီးပင်ကြီးတပည့်ကလည်းသူ့ရဲ့ခြံထဲမှာသာရှိပါတယ်။အိမ်ကလည်းဝါဒီယန်တက်ခဲ့မှုမြေဆိုင်အိမ်ဖြစ်ကြောင်းသိရပါတယ်။မြေဆိုင်အိမ်မှာတော့နွားတင်းကုတ်အဲ့လိုမျိုးအိမ်မျိုးဖြစ်ပါတယ်။နွားမွေးတစ်ဖြစ်အဲ့လိုမျိုးစောက်ထားခြင်းဖြစ်ပါတယ်။အခုလိုမျိုးလူပြောပြတဲ့ဖြင့်ကဝေမာကြီးမိန်နေဆိုင်ရဲ့အိမ်ကိုမျက်လုံးထဲမှာမြေရောင်နေပါတယ်ဆရာတပည့်နှစ်ယောက်ကလည်းရွာနာကိုရောက်တော့ရှင်းတိုင်းခွဲပါတော့မယ်ဆရာကြီးတို့မဝင်သေးဘူးဒီညလာခွင့်ညာဆိုတော့စုံကဝေတွေမီးလုံးကြီးပြောင်းပြီးတော့ကောင်းရင်ကိုတက်လိုက်မယ်အဲ့ဒီချိန်ကိုစောင့်ကြမယ်အဲ့ဒီချိန်ကလည်းမှောင်စားဖြစ်ပြီးတော့ထူးခြားမှုမရှိတဖြည်းဖြည်းနဲ့အချိန်တို့ကလည်းကုန်လွန်လာခဲ့ပါတယ်ရံပန်ရံကရွာတွေမှာခွေးဥတန်လိုများတိတ်ဆိတ်သွားတယ်လို့မီးရောက်များကလည်းမရှိတော့တက်ကြီးကောင်းကြချိန်ကျက်သွန်တံမီကြော်လွန်သွားပြီးတော့10နာရီခန့်ရှိပြီဖြစ်ပါတယ်။အဲဒီချိန်မှာပဲရွာတွေမှာမီးလုံးများ3-4လုံးကလည်းတက်လာတဲ့ဖြင့်ရွာစွန်းနာကနေတဲ့ဖြင့်မင်းနေဆိုင်ရဲ့အိမ်ကို
ညဦးပိုင်းကလေးကတစ်ချမ်းတစ်ချမ်းသုံးလေးချမ်းအဖြစ်မှတ်သားထားပြီးဖြစ်ပါတယ်အခုတက်လာတဲ့မီလုံးများကလည်းရွာလေးပိုင်းလောက်ကပြဖြစ်ပါတယ်ဟောကျွန်တော်မှတ်ထားတဲ့အိမ်ကမီလုံးကြီးတက်လာပြီဆရာကြီးကလည်းမီလုံးကြီးကိုကြည့်လိုက်ပြီးတော့တော်တော်အဆင်ပြေတဲ့ကောက်ဝေးပဲကွာမလုံးမရှားနေနဲ့နော်တွေ့သွားရင်အပေပဲမီလုံးကြီးကလည်းအတော်လေးကြီးပါတယ်စားတက်စားအရွယ်တန်းအပေါ်ကိုရောက်တော့နှက်စားခန့်ကြီးကတပေလုံးအရွယ်မြောက်ဖြစ်လာပါတယ်ခေါင်းမိုးပေါ်မှာတော့နေလိုက်မြက်လိုက်လုံနေပါတယ်အဲ့ဒါရန်သူရှာနေတာသူ့ရဲ့နီမှာရန်သူရှိမရှိကြည့်နေတာသူရဲ့ခန္ဓာကိုယ်ကအိမ်ထဲမှာထားခဲ့ရတာမို့စိတ်ချရအောင်လို့ရန်သူရှာနေတာမီလုံးကြီးကလည်းအိမ်မိုးပေါ်ကိုအထက်ကိုထောင်တက်သွားပြီးတော့အိမ်ရှိအနောက်ဝဲပြန်နေပါတယ်အိမ်နောက်မှာတော့မကြခင်ခက်လန့်လန့်ကိုပြန်တက်သွားပါတယ်မောင်ကျော်တိုက်မြက်ကွေးစိတ်ကိုကွင်းထားခိုင်းတာပြီးပြီလားဟုတ်ကဲ့စွတ်ကပဲကွင်းထားပြီးပါပြီအေးကဝေးကိုဆရာကမမြင်နိုင်ဘူးမောင်ကျော်တိုက်ကမြက်ကွင်းစိတ်ကြောင့်မြင်နိုင်တယ်ကဝေးရဲ့ဒုတိယရုပ်ဝိညာဉ်ကတော့ဆရာတို့မြင်နိုင်တယ်သူ့ရဲ့ရုပ်ဝိညာဉ်သူ့ရဲ့ခန္ဓာကိုယ်လေးကိုပြန်မွေးခင်မှာပဲဆရာတို့ကိုအပင်တိတ်နေပြရမယ်ဆရာကြီးကလည်းအင်းတစ်ချက်ကိုပြားချပြီးတော့ရေစင်ဘူးထဲကိုထည့်ကရေနဲ့မွေပြီးမောင်ကျော်တိုက်အောင်တိုက်လိုက်ပါတယ်ဒီရင်ကိုတောက်ထားရင်ကိုဝေမကြီးရဲ့တိုက်ခိုက်လို့ကဝေတက်တွေနဲ့ပြည့်ရင်ကာကွယ်ပေးပါလိမ့်မယ်ကိုဝေမမေဒီဆိုင်ရဲ့အရာဘောကခန္ဓာကိုယ်ပလက်ကြီးကိုစီးချလိုက်ပါတယ်ကဲဒီခန္ဓာကိုယ်ကိုအပြင်ကရုပ်ဝိညာဉ်ပြန်ဝင်လို့မရတော့ကိုဝေမကြီးကိုမြင်တော့မောင်ကျော်တိုက်ကဆရာကြီးကိုပြောပေးရမယ်ဟုတ်ပြီလားဒါမှကဝေမကြီးရဲ့ဝိညာဉ်ကလည်းဒီနေရာကိုဆရာကြီးတို့သိမှာတကောင်ရဲ့အချိန်မှာပဲမီလုံးကြီးကလည်းအိမ်မော်ကိုရောက်လာပါတယ်ဆရာကြီးကိုဝေမကြီးလာနေပြီအေးဆရာကြီးမီလုံးကြီးကိုမြင်ရသေးတယ်ဆရာကြီးနဲ့ကျော်တိုက်တို့ကလည်းအိမ်ပြင်ကိုထွက်ပြီးတော့မကြီးပင်ကိုကွဲပြီးအချင်းတွေကိုကြည့်နေလိုက်ပါတယ်ကိုဝေမကြီးကလည်းဆရာကြီးတို့ခြားထားခဲ့တဲ့အင်းစီကြောင့်မလို့သူ့ရဲ့ခန္ဓာကိုယ်အတွင်းပြန်လည်ပြီးတော့ဝင်လို့မရဖြစ်နေပါတယ်ဆရာကြီးကိုဝေမကြီးအိမ်ပြင်ထွက်လာပြီဆရာကြီးမြင်ရလားမမြင်အောင်သူကဒုတိယခန္ဓာဝိညာဉ်နဲ့အနေနဲ့ပဲရှိနေတော့တာအိမ်ပေါ်ကမူလခန္ဓာကိုယ်တွေကိုဝင်လို့မရတော့ဘူးမေးမြက်ကွေးစိတ်ကြောင့်မြင်ရတာမြင်သမျှပြောပြဟာဆရာကြီးကျွန်တော်တို့ကိုတွေ့သွားရလားမသိဘူးတက်လာနေပြီဆရာကြီး15ပြီလောက်ပဲရှိတော့တယ်အရှိတက်မှာမန်နယ်ရုံးနေရလားမသိဘူးလက်ဘက်ကိုရှေ့ထုတ်ထားတယ်ဆက်တွေထွက်လာပြီဆရာကြီးဆက်ကိုမြင်ရတယ်ဆရာကြီးကလည်းကြိုတင်မန်နယ်ရုံးနေတာမလို့ကိုဝေမာကြီးလှုပ်ရှားလိုက်တာနဲ့ဆရာကြီးကလည်းချက်ချင်းလှုပ်ရှားလိုက်ပါတယ်ကိုဝေမာရဲ့လက်နှစ်ဖက်ကဆက်မြောင်ဝင်လက်ပြီးတော့ထွက်လာတာနဲ့ဆရာကြီးပြတ်လွတ်လိုက်တဲ့ဆက်မြောင်ကလည်းထိတ်တိုက်သွားပြီးတော့စီးသွားတယ်ဟာကိုဝေမာကြီးဖေးနိုင်ရဲ့လဲကြသွားပြီဆရာကြီးဟောပြန်လာပြီးတော့ဗဇက်ကိုဟာထားတယ်ကိုဝေမာမီးနဲ့မော့ပါကွဆရာကြီးကလည်းလွယ်အိတ်ထဲမှာအင်းတစ်ချက်ကိုထုတ်ယူလိုက်ပြီးတော့ကိုဝေမာကြီးလှုပ်ရှားမှုကိုအကဲခတ်နေပါတယ်ကိုဝေမာကြီးကိုမမြင်ရပေမဲ့မလန့်မကန့်မှာမီးတောက်ကြီးထွက်လာတာကိုတွေးလိုက်ရပါတယ်ဆရာကြီးဘိုးရှဲရဲ့လက်ထဲမှာအင်းကလည်းအဲ့ဒီမီးတောက်ရှိရာတက်တဲ့ကိုဝင်သွားတာနဲ့မီးတောက်နဲ့အင်းချက်တို့တွေ့ဆုံကဝုန်းကနေအတန်ကြီးထွက်လာပါတယ်မီးတောက်ကြီးကလည်းနောက်ကိုပြန်လွှင့်စင်ကကိုဝေမာကြီးအားမီးလုံးများဖုံးလွှမ်းတော့တဲ့အပြူကိုဝေမာကြီးနောက်ကိုခုန်ထွက်လိုက်ပါတယ်ဟာဆရာကြီးကိုဝေမာကြီးဂျာကြီးဖြစ်သွားပြီဗျဆရာကြီးမြင်ရလားမမြင်အောင်သူရှိနေတဲ့နေရာကိုညှို့ပြောက်ဟာအတန်ကြားရတယ်ကြားကြီးကပါဇက်ကိုဖျဲပြီးတော့ဟဲဟောက်နေပါတယ်ပါဇက်တွေကကဝေဆက်တွေကလည်းထွက်လာနေတဲ့ပြင်ဆရာကြီးကလည်းကြားကြီးကိုမြင်နေရပါတယ်ဆရာကြီးကလည်းကဝေဆက်ဖြတ်မော်အင်းချက်ကြီးနဲ့ကြားရဲ့ခေါင်းရှိရာတဲ့ကိုမှန်းပြီးတော့ပြစ်သွင်းလိုက်ပါတယ်ကြားကြီးကလည်းနောက်ကိုပြစ်ထွက်သွားပြီးတော့ကြားသွင်မှာကိုဝေမာကြီးအသွင်ပြန်လည်ရောက်ရှိသွားပါတယ်ဆရာကြီးကိုဝေမာကြီးပြန်ဖြစ်သွားပြီအေးတေချာကြည့်နေကိုယ်လည်းပြအင်ကိုဆရာကြီးကလည်းလွယ်တဲကထုတ်ပြီးတော့အသက်သွေးမှန်တဲ့ရုံနေပါတယ်အဲ့ဒီချိန်မှာပဲကိုဝေမာကြီးကလည်းမူလာတိုင်းကဝေမီလုံးအဖြစ်ဖန်ဆင်းပြီးတော့ခေါင်းကြီးမော်ကိုတက်ရန်ကြိုးစားလိုက်စဉ်ဆရာကြီးကလည်းအချိန်မဆိုင်ပဲနဲ့အဲ့ဒီမီလုံးတဲ့ကိုကဝေလည်းဖြတ်အင်းကိုပြစ်သွင်းလိုက်ပါတယ်မေပြေးလွတ်မယ်ချင်းနေလားမီလုံးကြီးကိုကဝေလည်းဖြတ်အင်းထိပြီးတော့အယောင်တွေတလက်လက်ထွက်ကလင်းထိန်သွားပါတယ်အဲဒီနောက်မှာတော့မြေပြင်ပေါ်မှာပုတ်ကနေပြစ်ကျသွားပါတော့တယ်ခေါင်းကြီးပေါ်မှာပြုတ်ကျလာတဲ့ဒုတိယနံရုပ်ကဝေဝိညာဉ်ကလည်းမီးဟုံတောက်နေပါတယ်အဲဒီချိန်မှာပဲကဝေမာကြီးရဲ့အိမ်တွင်းမှာပထမရုပ်ခန္ဓာကြီးကလည်းမီးတောက်ကြီးချကဆွဲလောင်ပြီးတော့ခန္ဓာအတွင်းမှာပဲကဝေမာကြီးရဲ့အိမ်မှာမီးလောင်သွားပါတယ်မီးလောင်နေစဉ်မှာပဲဆရာတပည့်နှစ်ယောက်ရွာပြင်ကိုထွက်လာကခြုံကွယ်မှနေပြီးတော့အခဲခတ်နေပါတယ်အဲ့လိုမျိုးမီးလောင်နေရဘယ်သူမှထွက်မလာကြပါဘူးဇောကဝေချင်းချင်းရင်းနှီးတဲ့အပေါင်းအသင်းမျိုးမရှိသဖြင့်မောက်ကတော့အစိရှိသူများတဦးတယောက်မှမရောက်လာပါဘူး15မိနစ်ခန့်အတွင်းမှာပဲကဝေမာကြီးမိန်နှင်းဆန်ရဲ့အိမ်မှာပြပုံဖြစ်သွားပါတော့တယ်ပြကြမီငိမ့်မှာဆရာတပည့်နှစ်ယောက်ကလည်းအဝဲကြီးရွာကိုပြန်လာခဲ့ကြပါတယ်နောက်နေ့မနေ့စားတော့ပြီးတာနဲ့အဝဲကြီးရွာမှာဆရာတပည့်နှစ်ယောက်ရွာလူကြီးဥတန်ခဲ့အားနှုတ်ဆက်ကပြန်ခဲ့ကြပါတော့